OK ခဏလေးနားတော့အားလုံးဒီကြည့်အားလုံးဒီကြည့်ခဏလေးနားတော့မင်းတို့ရိုက်တဲ့အခါမှာအောက်တို့ရိုက်တဲ့အခါမှာကိုယ်ဒုက္ခပေးမဲ့ light တွေနေရှိတယ်ဟုတ်ကိုယ့်ရဲ့ဓာတ်ပုံကိုအနှောက်အယှက်ပေးမဲ့ light တွေနေရှိတယ်ကောင်းကျိုးပေးတဲ့ light တွေနေရှိတယ်လို့ဆိုးကျိုးပေးတဲ့ light တွေနေလည်းကြုံရလိုက်မယ်နော်အဲ့ဒီခါကျရင်ဖလက်ကန်းကိုဘယ်လိုအချိန်မှသုံးရမလဲဘယ်လိုအချိန်မှမသုံးရဘူးလဲပြောပြမယ် portrait တစ်ပိုင်းပုံအကြက်ကလေးရိုက်တဲ့အချိန်မှာဖလက်ကန်းလုံးဝမသုံးနဲ့လို့ဆရာပြောထားတယ်ပြောဘူးလားပြောပါဗျာပြောဘူးတယ်ခုနကတော့မင်းတို့ portrait ရိုက်တာဖလက်ကန်းသုံးလားမသုံးဘူးဒါပေမဲ့ဖလက်ကန်းကတက်တလုံးမသုံးရဘူးလားဆိုတော့မဟုတ်ဘူးဖလက်ကန်းသုံးတဲ့နေရာကိုဖလက်ကန်းသုံးမှကိုအဆင်ပြေမယ်ဖလက်ကန်းသုံးတဲ့အချိန်မှာဖလက်ကန်းမသုံးရင်ပုံကဘလုံးဝမကောင်းနိုင်ဘူးဟုတ်ပြီနော်အခုကြည့်ဒီအချိန်မှာမင်းတို့ဖလက်ကန်းတွေပိတ်တာဖလက်ကန်းတွေမသုံးနဲ့နော်ဆေးမစားမီပုံနဲ့ဆေးစားပြီးပုံပြောမယ်အခုဒီအချိန်ကိုကြည့်လိုက်ဒီ model ကိုကြည့်လိုက်မယ်ဒီအချိန်ကိုကြည့်မယ်ဒီအချိန်ကြည့်မယ်ဆိုရင် foreground lighting လို့ခေါ်တယ်လူရဲ့ရှေ့မှာရှိတဲ့အလင်းရောင်ဘာဖြစ်နေလဲနဲနေတယ် background lighting လူရဲ့အနောက်မှာရှိတဲ့အလင်းရောင်ဘာဖြစ်လဲညားနေတယ်အဲ့ဒါဆိုရင် background ကိုလည်းအဲ့လိုကြီးကြီးလင်းလင်းပြက်ပြက်သားသားရှင်းရှင်းလင်းလင်းလိုချင်တယ်လူကိုလည်းလင်းလင်းထင်းထင်းလိုချင်တယ်ဆိုရင်အဲ့လို exposure နှစ်ခုစလုံးကိုရဖို့မလွယ်ဘူးအဲ့ဒါဆိုရင် flick ကမထည့်ဘဲနဲ့ရိုက်ကြည့်လိုက်ဘာဖြစ်မလဲရိုက်ကြည့်သားအဲ့ဒီပုံ composition မှန်မစင်တော့မင်းတို့ပြောထားပြီးသား composition တင်ထားပြီးသားရိုက် flick ကမထည့်နဲ့ရိုက်အဲ့ဒီပုံဘယ်လိုလောက်ရိုက်မလဲလို့ flick ကမဖွင့်နေအောင်ရိုက်ကြည့်သားဘယ်လိုရလဲရိုက်ပြီးပြီလားဘယ်လိုနေလဲဟာဘန်းနေတယ်ဘယ်ကဘန်းနဲ့လဲနောက်ကဘန်းနေတယ်ရှေ့ကလူကိုလင်းအောင်လုပ်လိုက်တော့နောက်က background ကြီးကဘန်းသွားတယ်နောက်က background ကြီးကမပေါ်တော့ဘူးဟုတ်တယ်မလားနောက်က background ကြီးကိုပေါ်အောင်လုပ်တော့ရှေ့ကလူကမဲသွားတယ်ဟုတ်လားအေးအဲ့လိုအခြေအနေမျိုးမှာဖလက်ကန်းမဖြစ်မနေသုံးရမယ်ဘာသုံးရမလဲဖလက်ကန်းအဲ့ဖလက်ကတော့ power ပျော့သုံးလို့မရဘူး power ပြင်းပြင်းသုံးရမယ်ဖလက်ကန်းကိုရှေ့ကိုထက်ရှေ့ကိုလက်မထောင်နဲ့ဟောဘေးကိုထည့်ထားတယ်အေးပြောနေဘေးကိုလက်ဖလက်ကန်းကိုရှေ့တက်တဲ့လက်ဟုတ်ပြီရှေ့တက်တဲ့လက်မဲ့မီအားကိုပြင်းပြင်းသုံးလို့ရတယ်ဟုတ်ပြီလားအေးဟုတ်ပြီမီအားကိုပြင်းပြင်းသုံးမယ်မီအားပြင်းပြင်းသုံးပြီးတော့ exposure ပြန်ညှိမယ်နော် exposure ပြန်ညှိမယ်အပါချလေးနည်းနည်းလေးကျင်းပေးနောက်ခံ background ကိုရှင်းညင်လို့နော်အပါချ17လောက်ထားပေါ့နော်အပါချ17လောက်shutter speed က60 80 100အဲ့ဒီဝင်းချောင်းလောက်ထားပြီးဖလက်ကန်းဖွင့်ပြီးရိုက်ကြည့်သား ISO တော့200ပဲ ISO 200အထက်ကိုမကျော်စေနဲ့အဲ့ဒီထက်လည်းမနည်းစေနဲ့ရိုက်ကြည့်composition မှန်လေးစေရိုက်ဟုတ်ပြီရှေ့ရလူကဖင်ထိုင်ပြီးရိုက်ဒီမကြိုက်အိတ်ဆိုးစားပြန်ညှိနော်ကြိုက်ပြီလားကောင်းဝဲဆိုအဆင်ပြေလားဟုတ်ပြီဒါကောင်းဝဲဆိုပြသားကြည့်မယ်ဒါအရေးထဲမှာပြ nice ဟုတ်ပြီဖွင့်တွေ့လားတွေ့လားနောက်က background ကလည်းရှင်းပြပြီးတော့တောက်နေတာပဲလူကလည်းလင်းနေတာပဲဒီလိုမျိုးလိုချင်ဒီလို flick ကိုသုံးရတယ်ခုဆိုရင် okay လုံးဝဆင်ပြေသွားပြီတွေ့လားစောစောပုံပြတာ flick ကမဖွင့်ခင်ပုံပြတာဟုတ်ရဲ့ပါကြည့်အဲ့မှာ flick ကမဖွင့်ခင်ပုံကြည့်တာလူကဘာဖြစ်နေလဲမဲပြီးတော့နော်နောက်ခံ background ကြီးကဘန်းနေတာအဲ့ဒါ flick ကဖွင့်လိုက်တဲ့အခါကျတော့လူလဲလင်းနောက်ခံ background ကလည်းရှင်းပြလုံးဝ fine ပဲဟုတ်ပြီနော် okay အဲ့လိုအခြေအနေမျိုးအဲ့လိုရောက်သုံးရတယ်ဘာမှမဖွင့်ဘူးရှင်ဟုတ်ဖွင့်တော့ဟုတ်ပြီကဲရပြီလားโอเคအဆင်ပြေလားအားလုံးအဆင်ပြေလားပြေတယ်အဲ့လိုအခြေအနေမျိုးမှာအဲ့ဓာတ်ပုံမျိုး
ရိုက်မယ်ဆိုရင်အဲ့လိုဖလက်ကန်းမဖြစ်မနေသုံးရတယ်ဟုတ်ပြီအဲ့တော့ပတ်စံမရှိတဲ့ကောင်တွေကတော့ကင်မရာပေါ်မှာရှိတဲ့ဖလက်ကန်းလေးငုတ်တုတ်တုတ်ကလေးနဲ့ရိုက်ရတာပေါ့ကွာဟုတ်လားပတ်စံမင်းတို့ဒါရင်ပတ်စံပို့တတ်နေဘာလို့မလဲဘာလို့မလဲစောပေါက်ကြီးတွေနဲ့အေဒီမီးတွေသုံးမှာပေါ့ဟုတ်တယ်မလားဟုတ်ပါဗျာအေဒီဖလက်တွေစောပေါက်ကြီးနဲ့ဘုံဆိုကျုံးလိုက်ရင်ပိုကောင်းသွားတာပေါ့ဒါပါပဲမသုံးနိုင်လို့လဲ1 minuteနဲ့အခုရိုက်တာမကောင်းဘူးလားကောင်းတယ်ရိုက်တတ်ဖို့ပဲရေးကြည့်တယ်ဒါပဲโอเค